ဒီကတဲ့ဖူးလေးရလေလိုင်းမောင်မှာတွေ့နေမိမဲ့တခါမှမစားဘူးလို့ကြော်စားကြည့်ရပါသူ့ရတာလေးကလေမဆိုးတလောက်ခါတက်တက်လေးဦးမှာကင်းမွန်သီးကြော်လို့ရတာနဲ့နည်းနည်းစင်ပါတယ်ဒါကအဖူးလေးမို့လို့အပွင့်ဆိုရင်တော့အခါကြောင်ရင်အထက်ကဝတ်ဆန်လေးဖယ်ပေးရပါတယ်ဒီငါးငပိချက်လေးရကြတော့လေကျမငယ်ကအေယာဝရီရမျိုးတွေစီမှာစစားဖို့တာပါသူကလေရေချုံငပိနဲ့ချက်ရင်ပိုကောင်းပါတယ်ဒီတစ်ခေါက်ကတော့ငချင်းပြူရတော့လေးဝယ်လာတာပေါ့နော်အကောင်လိုက်တပိတ်တာတစ်ကောင်မှာ85ဘတ်ပဲကြပါလေမလက်မှလည်းပူစရာမလိုပါဘူးသူတို့ကအကောင်ရှင်နေရောင်းတာဆိုတော့လေတီနေရဲ့အကောင်မနှဲရှာပြီးဝယ်ရတာပါဒီမှာငါးတွေဈေးချိုပါတယ်ဒီကမွန်းကျင်ဆိုလဲလေကျမတို့ရှမ်းပြည်မှာလို့ပဲအရွက်အနီနုနုလေးပဲရောင်းတာရှင်းဖို့မပြောနဲ့စိတ်နဲ့ရွက်တော့မပါဘူးအခုချက်တာဆိုရင်အရွက်တရားမှာ90ဘူးလောက်ကြပြီမယ်ငါးက30ဘူးလောက်ပဲကြပါတယ်ဆိုတော့လေဒါတွေအားလုံးကဘတ်တရားတော့မပြည့်ကြပါဘူးပါဝင်ပစ္စည်းတော့မပါဘူးပေါ့နော်ဒီမှာဟင်းဆိုရင်ဆူဆူပြေပြေလေးပဲစားတယ်လို့အရေးတော့ဆိုရင်လည်းအချိန်မပေးနိုင်ရင်အခုလိုလုံးချက်လေးရောအများတန်းချက်ဖြစ်ပါတယ်ကျမဗလော့လေးကိုကြည့်ရှုပြီးတော့အားလုံးပဲစားမြတ်ဟာရဖြစ်ကြပါသေးရှင်